สวัสดีครับทุกคนวันนี้ผมอยากให้ทุกคนรู้มาตราแม่กอกานะครับทุกคนรู้ไหมว่ามาตราแม่กอกาคืออะไรเราไปดูพร้อมกันเลยครับมาตราแม่กอกามาตราแม่กอกาคือคำที่มีพยัญชนะต้นประสมกับสระและวรรณยุกต์บางคำอาจจะมีตัวการันแต่ไม่มีตัวสะกดเราจำกันง่ายๆก็คือคำที่ไม่มีตัวสะกดนะครับมาตราแม่กอกาคือဆိုတာဆိုလိုတာကတဲ့มาตราแม่กอกาဆိုတာပေါ့เนาะคำที่มีพยัญชนะคำဆိုတာစကားလုံးที่มีพยัญชนะပြေစကားလုံးဖြစ်ပါတယ်တဲ့ဘယ်လိုပြေစကားလုံးလဲဆိုရင်ต้นประสมต้นဆိုတာအစပြုတယ်ประสมဆိုတာရိုးနိုးထားတယ်ပြေစကားလုံးအစပြုပြီးတော့ရိုးနိုးထားပါတယ်တဲ့กับနဲ့စระและဝรรณยุกต์ပြေစကားလုံးအစပြုပြီးတော့တရာတို့ဝรรณยุกต์တို့နဲ့ရိုးနိုးထားပါတယ်တဲ့บางคำဆိုတာတချို့သောစကားလုံးတွေမှာတဲ့อาจจะมีตัวการันอาจจะมีตัวการันဆိုရင်ตัวการันရှိနိုင်ပါတယ်တဲ့ตัวการันဆိုတာဒီလိုမျိုးတိုးတောင်ပွားဟောตัวการันလို့ခေါ်ပါတယ်တချို့သောစကားလုံးတွေမှာตัวการันရှိနိုင်ပါတယ်တဲ့แต่ไม่มีตัวสะกดဒါပေမဲ့အသက်တန်မရှိပါဘူးတဲ့เราจำกันง่ายๆก็คือคำที่ไม่มีตัวสะกดนะครับကျွန်တော်တို့လွယ်လွယ်လေးနဲ့မှတ်မယ်ဆိုရင်အသက်တန်မပါတဲ့စကားလုံးကိုမာတာမဲကိုကာဆိုပြီးတော့လွယ်လွယ်လေးနဲ့မှတ်နိုင်ပါတယ်တဲ့ရှင်းဥပမာရှင်းဆိုတာဥပမာပေါ့နော်ဒီမှာပလာဆိုရင်ငါဒီမှာအသက်တန်ပါလားမပါဘူးဒီမှာရှင်းဆိုရင်နိုးနိုးအသက်တန်ပါရင်တော့ဒီမှာကျတော့ပလာကျတော့အသက်တန်ပါလားမပါဘူးပူနာဆိုတာလေကနန်းတောင်ဆိုတာလိုက်ตาဆိုတာအဖိုးသို့မဟုတ်မျက်လုံးหัวใจဆိုတာကနှလုံးသားမလကောဆိုတာကဗာလဲတင်ပိုတီစဖိုက်ဆိုတာချွေးမเสื้อผ้าဆိုရင်အဝတ်แม่ค้าဆိုရင်မိန်းကလေးဈေးတယ်ပေါ့နော်พ่อค้าဆိုရင်ယောက်ျားလေးဈေးတယ်ไหว้พระဆိုရင်ဘုရားရှိခိုးတာပေါ့နော်เก้าอี้ဆိုတာကလထိုင်ทีวีဆိုတာ TV โลมาဆိုတာလင်းပိုင်ปียโนဆိုတာစန္ဒယာนาทีဆိုတာတာဝန်น้ำตาဆိုတာမျက်ရည်กระเป๋าဆိုတာအိတ်นาฬิกาဆိုတာနာရီสีดำဆိုတာအမေရောင်